ဦးနဲ့ဦးကျင်တို့ဟာလက်ဝဲပြိုင်ပွဲတစ်ခုမှာတယောက်နဲ့တယောက်ရှင်ပြိုင်ကစားကြပါတယ်။ပြိုင်ပွဲပြီးတဲ့နောက်သူတို့နှစ်ယောက်ဟာတယောက်ကိုတယောက်လေးစားလာပြီးနောက်ပိုင်းမှာမိတ်ဆွေကောင်းတွေဖြစ်လာခဲ့ကြပါတယ်။နှစ်ယောက်လုံးဆင်းရဲတဲ့မိသားစုကလာကြပြီးငွေလိုအပ်နေသူတွေပါ။ဦးကျင်ဟာဆင်းရဲတဲ့မိသားစုနောက်ခံကလာတဲ့သူဖြစ်ပြီးမိဘကာကွယ်မရှိလို့လမ်းဘေးတိုက်ပွဲတွေကနေအသက်ရှင်ဖို့ရုန်းကန်ခဲ့ရတဲ့လက်ဝဲဟာသူ့အတွက်အိမ်မက်မဟုတ်ပဲနေ့စဉ်စားဝတ်နေရေးအတွက်လိုအပ်တဲ့နည်းလမ်းတစ်ခုပဲဖြစ်ပြီးဒီဆင်းရဲမှုကပဲသူ့ကိုရိုင်းဆိုင်တဲ့လူတစ်ယောက်ဖြစ်ပြောင်းလဲစေခဲ့တာပါ။ဂုံဦးရဲ့အမေကကော်ဖီဆိုင်လေးတစ်ဆိုင်ဖွင့်ထားတာပါဒါပေမဲ့ကိုဗစ်ရောဂါကာလကြောင့်စီးပွားရေးလုံးဝပျက်စီးသွားခဲ့ပါတယ်အဲဒါကြောင့်ဂုံဦးရဲ့အမေဟာစီးပွားရေးကျက်တဲနေချိန်မှာကော်ဖီဆိုင်လေးကိုကယ်ဖို့စမိုင်းကပ်ပြီးတဲ့ဆိုတဲ့ကုမ္ပဏီတစ်ခုစီကငွေချေးမိခဲ့ပါတယ်သူမမသိခဲ့တာကဒီအကျွေးဟာသူတို့ဘဝကိုဖျက်ဆီးမဲ့အနေအကြီးတစ်ခုဖြစ်နေတယ်ဆိုတာပါပဲဒါဟာတာမန်ငွေချေးတာမဟုတ်ပဲလူမိုက်ကိုင်းကောင်းဆောင်ခင်မြောင်ကြီးရဲ့ရုပ်မာတဲ့ထောင်ချောက်ဖြစ်နေပါတယ်အတိုးတွေကမတရားတက်လာပြီးအမေဖြစ်သူမဆက်နိုင်တော့တဲ့အခါလူမိုက်တွေကဆိုင်ကိုလာဖျက်ဆီးတဲ့အပြင်ဂုံဦးရဲ့အမေကိုအပြင်းထန်ရိုက်နှက်ခဲ့ကြပြီးဂုံဦးကပြန်ခုခံပေမဲ့ခင်မြောင်ကြီးရဲ့လက်ပါစေအင်းဘိုးရဲ့တိုက်ခိုက်မှုကြောင့်ရှုံးနိမ့်သွားပြီးသူ့ရဲ့ပါးပေါ်မှာဓာတ်နဲ့အရှက်ရစေတဲ့အမာရွတ်အထိုးခံလိုက်ရပါတယ်သွေးထွက်နေတဲ့အမေကိုမြင်တဲ့အချိန်ဂုံဦးတယောက်တာမန်လက်ဝဲသမားမဟုတ်တော့ပါဘူးရှုံးနေမှုကြောင့်စိတ်တက်မကြပဲဂုံဦးနဲ့ဝူချင်းတို့ဟာတောထဲကအိမ်တအိမ်မှာပုံအောင်ရင်ခန္ဓာကိုယ်ကိုတံမဏိလိုမာကြောအောင်အပြင်းထန်လေ့ကျင့်ကြပါတယ်သူတို့ရဲ့ရည်မှန်းချက်ကတခုတည်းပါလက်သီးနဲ့လူယုံမာကိုအဆုံးသတ်ပေးဖို့ပါပဲဒီအချိန်မှာဂုံဦးနဲ့ဝူကျင်ဟာအကျွေးလောကတဲ့ကိုနောက်ပြန်မလဲနိုင်တော့တဲ့အထိဝင်သွားကြတဲ့ဂုံဦးဟာအကျွေးတွေဆက်ဖို့နဲ့လက်စားချေဖို့အတွက်အလုရှာရင်အတိုးရှင်ဟောင်းချိုထဲဟိုနဲ့ဆုံခဲ့ပါတယ်ချိုထဲဟိုဟာတစ်ချိန်ကငွေတိုးလောကရဲ့ဘရင်ဖြစ်ခဲ့မှုပေမဲ့နောက်လိုက်ရပြီးအခုချိန်မှာဒုက္ခရောက်နေသူတွေကိုအတိုးမဲ့ငွေချေးပေးနေတဲ့သူပါသူကဂုံဦးနဲ့ဝူချင်းတို့ရဲ့တတိကိုသဘောကျပြီးသူ့ရဲ့မြေးမလေးလိုချေရတဲ့ဟွန်းကျူကိုဘေးကနေကူညီဖို့ခန့်အပ်လိုက်ပါတယ်ဒါပေမဲ့အကြမ်းဖက်လောကမှာလူကောင်းဆိုတာအမြဲပေးကနိုင်တာမဟုတ်ဘူးကံဦးနဲ့ဦးချင်းတို့ဟာသူတို့ရဲ့လက်သီးကိုအသုံးပြုပြီးကင်းမြောင်ကြီးရဲ့လူတွေကိုတယောက်ပြီးတယောက်နှိမ်နှင်းခဲ့ပေမဲ့ကင်းမြောင်ကြီးကအကွက်ချဆေးဆက်တဲ့သူဖြစ်တာကြောင့်သူဟာချိုထဲဟိုရဲ့အားနည်းချက်ကိုရှာဖွေပြီးချိုထဲဟိုရဲ့လူယုံတွေကိုတပ်ဖြတ်ဖြစ်ပါတယ်။နောက်ဆုံးမှာတော့ချိုထဲဟိုကိုယ်တိုင်လည်းကင်းမြောင်ကြီးလက်ထဲမှာအသက်ပြောက်ခဲ့ရပြီးသူတို့စုဆောင်းထားတဲ့ငွေတွေနဲ့ရွှေတွေကိုလည်းအလူခံလိုက်ရပါတယ်။ဂုံဦးနဲ့ဦးချင်းတို့ဟာအပြင်းထန်ဒဏ်ရာရပြီးလက်ပလာနဲ့ထွက်ပြေးခဲ့ရပါတယ်။ဒီအဖြစ်အပျက်ကဂုံဦးကိုအပြည့်အဝပြောင်းလဲစေခဲ့တဲ့အဲ့ဒီအချိန်ကနေစပြီးဂုံဦးဦးကျင်နဲ့ဟွန်းကျူတို့၃ယောက်ဟာကင်းမြောင်ကြီးရဲ့နောက်ွယ်ကမကောင်းမှုတွေကိုစတင်စုံစမ်းခဲ့ကြပါတယ်ကင်းမြောင်ကြီးဟာအကျွေးနွန်ထဲနစ်နေတဲ့လူငယ်တွေကိုအသုံးချပြီးကိုယ်ပိုင်လောင်းကစားရုံတွေစောက်ဖို့နဲ့မြို့ပေါ်ကလုပ်ငန်းရှင်ကြီးတွေအပေါ်ငွေညှစ်ဖို့ကြံစည်နေခဲ့တာပါဂုံဦးနဲ့ဦးကျင်ဟာကင်းမြောင်ကြီးရဲ့လုပ်ငန်းတွေကိုတစ်ခုချင်းစီဖျက်ဆီးတဲ့အကျွေးစည်းရင်းတွေဖြက်အကြမ်းဖက်လူတွေဖြိုခွင်းကြောက်ရွံ့နေတဲ့ဆင်းရဲသားတွေကိုကယ်တင်ခဲ့တဲ့သူတို့ဟာကင်းမြောင်ကြီးရဲ့အနီးကပ်လူယုံတွေကိုတဦးချင်းဆွဲထုတ်ပြီးနှိမ်နင်းပါတယ်နောက်ဆုံးမှာကင်းမြောင်ကြီးဟာသူကိုယူထားတဲ့ရွှေတုံးတွေကိုယူပြီးဗီယက်နမ်ကိုထွက်ပြေးဖို့ကြံစီတဲ့အခါတင်မောချင်းမှာမျက်နှာချင်းဆိုင်ပွဲကြီးစတင်มาတော့တဲ့ဂုံဦးရဲ့ပြင်းထန်တဲ့လက်သီးနဲ့ဝူချင်းရဲ့လင်မြန်တဲ့လှုပ်ရှားမှုတွေကကင်းမြောင်ကြီးရဲ့လူမိုက်တပ်ဖွဲ့ကိုအလဲထိုးနိုင်ခဲ့ပါတယ်ဂုံဦးဟာသူ့အမေကိုနှိပ်စက်ခဲ့တဲ့ကင်းမြောင်ကြီးကိုလူမဆန်အောင်ထိုးနှက်ပြီးဖမ်းဆီးနိုင်ခဲ့ပါတယ်သူတို့ဟာရွှေတုံးတွေကိုပြန်လည်ရရှိခဲ့ပေမဲ့အဲ့ဒီရွှေတွေကိုကိုကျိုးအတွက်မသုံးဘဲအတိုးရှင်ဟောင်းဥက္ကဋ္ဌချိုထဲဟိုရဲ့ဆန္ဒအတိုင်းစင်းရဲသားတွေအတွက်စေယုံဆောက်ဖို့လှူဒန်းလိုက်ပါတယ်ချိုထဲဟိုရဲ့လုပ်ငန်းကိုလည်းမြင်းမလေးလိုဖြစ်နေတဲ့ဟွန်းကျူကဆက်လက်ဆက်ခံသွားခဲ့ပါတယ်နောက်ပိုင်းမှာဂုံဦးရဲ့အမေလည်းပြန်လည်လွတ်မြောက်လာပြီးဂုံဦးနဲ့ဝူချင်းတို့ဟာတကယ်ညီကိုတွေလို့တယောက်ကိုတယောက်ဖေးမရင်သူတို့ဟာအကျွေးလောကရဲ့ခွေးတွေမဟုတ်တော့ဘဲကိုဘဝကိုကိုရွေးချယ်နိုင်တဲ့လူတွေဖြစ်လာခဲ့ကြတယ်